ဇလန်လေးရဲ့စမှာတော့ပီတာတို့မြို့လေးစီကိုလူအေးကလည်းရောက်နေခဲ့ပါတယ်ပီတာကတော့အမေရိကမှာပထမဆုံးလူမဲသမ္မတအိုဘားမားအကြောင်းကိုအားချောင်းနေတာမို့အိုဘားမားမဟုတ်ပဲအိုဘားမားဖြစ်တဲ့အကြောင်းရှင်းပြရပါသေးတယ်အိုဘားမားပဲဖြစ်ဖြစ်အိုဘားမားပဲဖြစ်ဖြစ်မင်းတို့လူမဲတွေသမ္မတဖြစ်လာတာကမိုက်တဲ့အကြောင်းပီတာကပြန်ပြောပါတယ်အဲ့ဒီချိန်လိုရစ်စီကနေဖုန်းဝင်လာပြီးအိမ်လုံးတွေမလုပ်ပဲဘီယာဆိုင်လာထိုင်နေတာမို့ကောခံရပါတယ်ထုံးစံအတိုင်းပီတာကလည်းလူပဲမို့မိမကြောက်ရပြီးလိုရစ်ခိုင်းသမျှတွေကိုပြန်လာလုပ်ပါမယ်ဆိုတာဂရိပေးလိုက်ရပါတယ်ဂျိုးကလည်းသူလည်းဒုက္ခိတဆိုပေမဲ့ဘွန်နီရဲ့အိမ်လုံးတွေကိုလုံနေရပြီးတစ်ခါတလေထဆဲရတဲ့အကြောင်းမှာပြောပြပါတယ်လူပြိုကြီးဆရာကွက်ကလည်းငါကမင်းတို့လိုမိမခိုင်းတာတွေမလုပ်ရပေမဲ့အိမ်လုံးတွေလုပ်ရတာကတကယ်ပင်ပန်းတဲ့အကြောင်းရင်ဖွင့်ပါတယ်ထို့အတူပဲအဲ့တဲ့ကြီးကိုလူအေးကလည်းသူလည်းဗာဂျီးနီးယားမှာမင်းတို့လိုပဲမို့တစ်ခါတလေတပ်ပါတေးခြင်းတဲ့အကြောင်းပြောပြပါတယ်ဒါကြောင့်ဆရာကွက်ကလည်းငါတို့လွတ်လပ်ဖို့ဆိုရင်တော့အပန်းပြေစွန့်စားကန်ခရီးလေးတစ်ခုထွက်မယ်ဆိုကအကြံပေးပါတယ်ခရီးမသွားရတာလည်းကြာနေပြီမို့ပီတာတို့သုံးကောင်ကလည်းသဘောတူလိုက်ပြီးမိန်းမတွေစီကိုပြန်လာပြောခဲ့ပါတယ်မိန်းမတွေကိုလည်းငါတို့ကခရီးထွက်မှာမို့ဘယ်လောက်ကြာမယ်ဘယ်တော့ပြန်လာမယ်ဆိုတာမပြောနိုင်ပဲအိမ်မှာနေခဲ့ကြဆိုတာဖြဲပါတယ်ဒါပေမဲ့လိုဗစ်တို့ကလည်းယောက်ျားတွေမရှိရလဲကောင်းနိုင်ပဲမို့သွားခြင်းရင်သွားဆိုတာခွင့်ပေးလိုက်ပါတယ်သူတို့သွားမှာကတော့ New Orleans လို့ခေါ်တဲ့မြို့လေးကိုသွားမှာဖြစ်ပြီးဟိုရောက်ရင်လုံးမဲ့အရာတွေကိုလည်းပြောပြနေခဲ့ကြပါတယ်ဒီလိုနဲ့ပဲပီတာတို့လေးကောင်ကလည်းခရီးထွက်လာကြပြီးသူတို့သွားခြင်းတဲ့မြို့လေးစီကိုဒိုးလာကြပါတယ်လမ်းတစ်လျှောက်လုံးလည်းမင်းတို့ဟစ်တလာဖြစ်ချင်လားအင်ဂျီယာမဲဖြစ်ချင်လားဆိုတာခေါင်းစားလာပါတယ်ဟစ်တလာလုံးမယ်ဆိုတဲ့ဂျိုးကိုလည်းဒုက္ခိတဟစ်တလာဆိုတာထပြောတာမို့ပြဿနာတက်နေကြပြီးကိုလူအေးကိုကြတော့အင်ဂျီယာမဲလောက်ခိုင်းနေပါတယ်အဲ့လိုတွေထွေရလေးပါးတွေရှောက်ပြောလာရင်လည်းမောင်းလာကြတာမို့တောင်ပိုင်းအထိရောက်လာကြပြီးသူတို့လမ်းမလာပြီးဆိုတာကိုသိလိုက်ရပါတယ်ဒါပေမဲ့သူတို့ကိုလည်းတောင်ပိုင်းရဲတယောက်ကတားလိုက်ပြီးစစ်ပါတော့တယ်ပီတာကလည်းတောင်ပိုင်းသားဟန်ဆောင်ကအာသွားချောင်ပေမဲ့အဆင်မပြေပါဘူးဒါကြောင့်ကိုလူအေးကလည်းဝင်ပြောကမှလူမဲကိုမုန်းနေတဲ့ရဲကလည်းပြဿနာရှာကကားမီးတွေကိုရိုက်ခွဲပြီးဖမ်းပါတော့တယ်ဒါကြောင့်ဂျိုးလည်းသူကရဲတယောက်မို့မင်းလောက်တာတွေကပုံစံမကျကြောင်းဝင်တားရပါတယ်ဂျိုးရဲ့ရဲတစ်သိက်ကိုပါလွှင့်ပစ်လိုက်ကကားထဲမှာဆေးကြောက်ထည့်ပြီးအမှုစင်ကဖမ်းဆီးလိုက်ပါတော့တယ်အပျော်ခရီးထွက်လာခဲ့ပြီးအမှုစင်ခံလိုက်ရတဲ့လေးကောင်လည်းထောင်ထဲမှာနှစ်ပတ်တိတိအောင်ရပါတော့မယ်ဒီအမှုတွေတရားရင်ဆိုင်ခဲ့ရတာကလည်းဆမ်ဆွန်နဲ့ဆိုတာမို့နောက်ထပ်ရုံးချင်းမှာတွေ့မယ်ဆိုတာကျိန်းနေရပါတယ်ဒီလိုနဲ့ထောင်စီကိုရောက်လာတဲ့အခါမှာတော့ထောင်ပိုင်ကြီးကခေါ်တွေ့ကမင်းတို့ရာဇဝတ်မှုတွေအတွက်ဒီမှာလှုပ်ကြံလုပ်ရမှာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်ပီတာကလည်းစိတ်ကြွအောင်လုပ်လို့ရလားဆိုတာထအားချောင်းတာမို့ကိုလူအေးကအပြင်းခံလိုက်ရပါတယ်ပီတာတခွန်းအားချောင်းတိုင်းမှာထောင်မှုတွေကကိုလူအေးကိုကြီးပဲပြင်းကြပါတယ်ဒါကြောင့်ပီတာလည်းမင်းကဒုံးထဲမှာမိုက်ရရတာဆိုတာအာသွားချောင်းတော့မှတူပါတီးခံလိုက်ရပါတော့တယ်ထောင်ထဲမှာလည်းလှုပ်ကြံပေါင်းစုံကိုမနာတမ်းလုပ်ရပြီးလူမဲတွေကတော့ထောင်ထဲအသားကျနေကြပါပြီတချင်းလေးဆိုလိုက်ကြောက်လေးခွဲလိုက်နဲ့မိုက်နေတာမို့ပီတာတို့သုံးကောင်ကလည်းလူဖြူတချင်းတွေကိုထားဆိုကြပါသေးတယ်တရက်တော့ပီတာမှားထားတဲ့ပစ္စည်းဟာထောင်ထဲကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့မိုးပြန်ချက်ဖြစ်ပြီးငါမင်းတို့ကိုလည်းလာခဲ့မယ်ဆိုတာပြန်တက်သွားပါတယ်လေးကောင်လုံးကိုကျိုးနဲ့တွေ့ထားတာမို့ပီတာလည်းပြန်လို့မရပဲခွေးကြပါတယ်တနေကောင်လှုပ်ချန်တွေလှုပ်လာရတဲ့ကောင်တွေလည်းအိယာပေါ်ရောက်တာနဲ့မှောက်ကုန်ကြပါတယ်နှစ်ပတ်လုံးအပြစ်မရှိပဲထောင်ချခဲ့ရပြီးမနေ့ဖြန်မှာတော့လွတ်ရက်စေပါပြီတရားရုံးကလည်းအပြစ်မရှိကြောင်းထောက်ခံပေးတာမို့ပီတာကတော့ထောင်မှုစီကိုတွားပြီးအားချောင်းပါတယ်ဒီနေ့ဟာသူတို့ရဲ့နောက်ဆုံးနေ့မို့နွားနိုးယူလာခဲ့ဆိုတဲ့ပီတာကိုလည်းမင်းတို့ကိုနောက်ထပ်ရက်30တိတိပြစ်ဒဏ်တိုးတယ်ဆိုတာအနိုင်ကျင့်သွားပါတယ်သူတို့ရှိကလူကြီးကလည်းသူတို့ကအပြစ်မရှိအပြစ်ရှာပြီးပြစ်ဒဏ်ရက်တွေကိုတိုးနေတာဖြစ်ပြီးသူဆိုရင်45နှစ်တောင်ရှိပြီဖြစ်ကြောင်းအားပေးလိုက်ပါတယ်ဒီလိုသာဆက်နေမယ်ဆိုရင်တော့တသက်လုံးခွေးဖြစ်တော့မဲ့လေးကောင်လည်းထောင်ပေါက်ပြေးဖို့ရအတွက်တိုင်ပင်ရပါတော့တယ်အင်းကိုပြန်ပြီးမိမတွေခိုင်းတာလုံးနေတာကမှပိုကောင်းပြီးကြောက်မခွဲကျင်တော့ဘူးဆိုကအကြံထုတ်ကြပါတယ်နောက်တစ်နေ့မှာတော့လုံးနေကြစဉ်ဂျိုးဟာဝီချဲဘော်ကနေပြုတ်ကျခြင်းအောင်ဆောင်ပါတယ်ထောင်မိုးဆောင်တွေရှိပေမဲ့ဒုက္ခိတတယောက်ဒုက္ခရောက်နေတာကိုမကူညီချင်ကြတဲ့ကောင်တွေဟာအကြည့်လွှဲတတ်ကြပါတယ်အဲ့လိုအကြည့်လွှဲနေတဲ့9မိနစ်တွင်းမှာပဲထွက်ပြေးဖို့ကိုစီစဉ်ထားကြတာပါဂျိုးကလည်းအမှန်ကန်တွေတရုပ်ဆောင်လိုက်ငိုလိုက်လုံးနေတာမို့အဆောင်တွေကလည်းအကြည့်လွှဲနေတော့ပြေးကြပါတယ်လေးကောင်သားကလည်းလေကွင်းတွေကိုဖျက်ကထရက်ကားတွေပေါ်ခိုးတက်ပြီးလွတ်ရာကိုပြေးလာကြပါတော့တယ်ယောက်ျားတွေဒုက္ခရောက်နေတဲ့အချိန်အင်္ဂမိန်းမတွေကတော့အရက်တွေတောက်ပြီးတော့အတင်းပြောနေရင်မူးနေကြပါပြီနောက်တော့ပြောစရာကောင်းတာတွေတခုလုပ်ရအောင်ဆိုကဘိုနီကိုတခုယူခိုင်းလိုက်ပါတယ်ဘရိုင်ယန်ကိုလည်းလှမ်းခေါ်ကဘာစာတွေဖတ်နေရလဲဆိုတာကြက်ပါတော့တယ်ဘရိုင်ယန်ကတော့သူဖတ်ဖူးထားတဲ့စာတိုပီသားတွေကိုတန်းစီပြောနေတော့မှပဲအကုန်ဝိုင်းချုပ်ကပြားအင်ကြီးကိုဝတ်ပေးလိုက်ကြပါတယ်မျက်နှာတွေပါဆွဲအုပ်တာမို့ဘရိုင်ယန်တယောက်တိုင်ပတ်နေတာကိုကြည့်ရင်အော်ရီနေကြပါတော့တယ်စတူဝီရေလာပါအောင်ဆိုတဲ့လူတွေကိုလည်းဒီညတော့သူသေးကိုသေးပဲဆိုကစတူဝီကတနက်ကိုပြန်ပြီးစောင့်နေလိုက်ပါတယ်တစ်ဖက်ကလေးကောင်ကလည်းပြင်းရင်လွှားရင်းနဲ့အင်ကြီးတအိမ်စီကိုရောက်လာပါတယ်ခရီးဆက်ဖို့ဆိုရင်တန်ကြိုးတွေကိုဖြတ်မှရမှာမို့အကူအညီရောက်လို့ရညာဝင်လာကြပါတယ်အင်းထဲမှာတော့သူတို့ရဲ့တန်ကြိုးတွေရဲ့တော့ရှိနေတာမို့ဆရာကွက်ကလည်းအံ့ဩနေရပါတယ်
အပင်မခံပြီးဖြတ်နေကြတော့မလို့တော့ပဲတော့ရသွားတဲ့လေးကောင်ကလည်းကျိုးတွေဖြီးကအိမ်ထဲကိုလိုက်ကြည့်နေရင်လည်းသူတို့ကိုဖမ်းခဲ့တဲ့ရဲကိုတွားတွေ့ပါတယ်အဲဒီတော့မှသူတို့ရောက်နေတာကရဲရဲ့အိမ်ဆိုတာကိုသိလိုက်ရတဲ့ချိန်ရဲကတော့ပြန်ရောက်လာခဲ့ပါပြီဒါကြောင့်ရေးပေါ်ပဲဗီဒီယိုတွေကိုဝင်ပုံးကအစာဖြောက်လိုက်ကြပါတယ်ဒါပေမဲ့ဆရာကြီးပီတာရဲ့အီပေါက်တန်ကြောင့်ရဲမှုကလည်းတတိထားမိသွားပြီးဘယ်လိုလဲဆိုကလှမ်းမေးပါတယ်ပီတာကလည်းကျမကရှင်းရမိန်းမလေးဗီဒီယိုထဲမှာအဝိဝင်လျှော်နေရဆိုကအားချောင်းပါတယ်ဒီလိုနဲ့ရဲနဲ့ဟိုဒီတွေရှောက်ပြောနေကြရင်ချစ်တဲ့ဟန်နီတွေဖြစ်ကုန်ကြပါတယ်ချစ်ရင်အနမ်းလေးလာပေးပါဆိုတဲ့ရဲကိုလည်းပီတာကတကယ်အာဘောထွက်ပေးတာမို့ဂန်းနဲ့အစော်ခံရပါတော့တယ်နောက်တော့မှရဲကလည်းငါကလူပြိုကြီးกว่าဆိုကအနောက်ကလိုက်ဖမ်းနေပြင်ရဲကားတွေကလည်းရှေ့ကပိတ်ဆောက်နေတာမို့နောက်တစ်ချိန်ပြေးရပြန်ပါတယ်ကံကောင်းဆောင်နေပဲရထားတစ်စင်းကိုတွေ့တဲ့အခါရဲစွန်ပြီးခုန်တက်လိုက်ကြရင်တောင်ပိုင်းရဲတွေရဲ့ရန်ကနေလွတ်လာခဲ့ကြပါတော့တယ်ရဲကားပေါ်ရောက်လာတဲ့လေးကောင်ကလည်းဒီတစ်ခါရထားရက်ရင်မတ်တုံတွေတို့ KFC တို့ကိုစားမယ်ဆိုကအားချောင်ရင်းနဲ့ပျော်နေခဲ့ကြပါတယ်ဒီလိုနဲ့ယထာဟာကိတ်ဆုံသွားခဲ့ပြီးကိုဟောမျိုးလေးစီကိုရောက်လာပြီးမို့ကိုယ့်အိမ်ကိုပြန်ဖို့ပြင်ပါတယ်အဲ့ဒီချိန်မှာပဲတောင်ပိုင်းရဲတွေကလိုက်လာပြီးရာဇဝတ်ဘေးကပြေးမလို့ပါဘူးဆိုကထပ်မံဖမ်းဖို့ပြင်ပါတယ်ဒါကြောင့်ဂျိုးကလည်းငါတို့ကသူများနယ်မှာကျမဆိုပေမဲ့အခုကငါတို့နယ်ကွာဆိုကသူ့ရဲ့ရဲတွေကိုလှမ်းခေါ်လိုက်တာကြောင့်တိုင်တွေပတ်ကုန်ပါတယ်ဂျိုးကလည်းနေကြော်လာတဲ့တောင်ပိုင်းရဲတွေကိုပညာပေးကသူတို့တုံးကလို့ကားမီးတွေမှန်တွေကိုရိုက်ခွဲပစ်ပါတယ်ရဲဆိုတာကမင်းတို့လုံးချင်တိုင်းလုံးနေလို့မရပဲဥပဒေဘတ်တော်သားဆိုတာနဲ့တင်တခြားသူတွေထက်ဇာဝိတာကပိုကောင်းရမှာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်ရဲဝတ်ဆောင်နဲ့တနက်တလက်ရှိတိုင်းထင်တိုင်းချင်းလို့မရပဲမင်းကလည်းရာဇဝတ်သားနဲ့ဘာကွာလို့လဲဆိုကပြန်မေးရင်တောင်ပိုင်းကိုပြန်ခိုင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ပီတာကလည်းသူ့ရဲ့မိမအိမ်ကိုရောက်လာခဲ့ပြီးနောက်ဆုံးမိမခိုင်းတာတွေပဲလုပ်တော့မယ်ဟိုကောင်တွေနဲ့အလေးမလဲတော့ဘူးဆိုကပြောရင်ဇက်လန်းလေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ family ကိုင်းကဒေဝါပါနောက်ထပ် episode တွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရင်ပါတယ်ပတ်စစ်အင်ကန်ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါအခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ် personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးကအချိုးပြပါလိမ့်မယ်ဘာတွေတင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့ကြည့်ရေးသွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကိုဟိုင်းလိုက်ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10%နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30%ထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ